ဒီတရိတ်ဆာနဲ့ငါးထဲကနေရိုက်ယူကြပါတယ်ပြီးတော့ယာကုထင်မြင်းတွေကအေးခနိုင်လေအမိတ်စားတရိတ်ဆာတွေဖြစ်ပြီးတော့မှအပြေမှာပဲနေတက်ကြပါတယ်ဒီနွားနို့တွေတုံးပြီးတော့မှအသားနဲ့နှုတ်ထဲဗီတာမင်တွေကိုရိုက်ယူကြပါတယ်ပြီးတော့ငါးတွေမြင်းသားတွေနွားသားတွေကို raw အနေနဲ့ခဲသလိုစားတတ်ကြပြီးတော့မှအရသာထက်ဗီတာမင်ကိုပို့ပြီးတော့အရေးကြီးတဲ့အတွက်ကြောင့်အများကြီးအသုံးပြုကြပါတယ်ပြီးတော့ရေတွေကိုဘယ်လိုတုံးလဲဆိုရင်ဒီခဲမြစ်ကိုယူပြီးတော့မှပဲတောက်တုံးကြပါတယ်ရေခဲတုံးကြီးကိုဆက်နဲ့ဆွဲလာပြီးတော့မှအဲ့ထဲမှာဒီရေဖြစ်ပြောင်းပြီးတော့မှအဲ့ဒီကိုပဲတောက်ကြတယ်ပြီးတော့လက်ဆေးကြတယ်အဲ့ဒီကိုပဲအဝတ်လျှော်ဒီချိုးကြပါတယ်ပြီးတော့ကားတွေကြတော့ဒီအပြင်မှာထားမယ်ဆိုရင်အကောင်အေးခဲပြီးတော့အင်ဂျင်တွေကအလုံးမလုံးကြတော့ပါဘူးအဲ့ဒီအတွက်အထူးအပူပေးဆက်တွေနဲ့အနည်းဆုံး3နာရီခန့်အပူပေးပြီးမှဒါဒီကားကိုစတင်နိုင်ပါတယ်ဒီအမြင်ကရှိစကားလူမျိုးတွေဟာတဘာဝနဲ့တိုက်ခတ်မနေပဲနဲ့ဒီရုပ်ပြုပြီးတော့မှနေထိုင်တက်တူတွေဖြစ်ကြပါတယ်ပြီးတော့တားရနေကားတွေစသည်တို့ကိုဖမ်းမိတဲ့အခါမှာလည်းယုံကြည်မှုအရဒီတဘာဝဝိညာဉ်တွေကိုလက်ဆောင်ပေးပြီးတော့မှစားသုံးကြပါတယ်ပြီးတော့သူတို့အတွက်ကအေးထိခိုက်မှုကတိုက်ခိုက်ရမယ့်အရာမဟုတ်ပဲနဲ့ဒီအသက်ရှင်ဖို့လိုအပ်တဲ့တဘာဝစီမင်းတစ်ခုအဖြစ်ထင်မြင်ကြပါတယ်ဒီအိုမင်ဂါရဲ့ဘဝကသူတို့ကအေးလို့အတယ်လို့မတတ်မှတ်ပဲနဲ့သူတို့ဘဝကတက်တောက်တက်တာခံယူပြီးတော့မှဒီတဘာဝနဲ့သူအသက်ရှင်နေတိုင်းချင်းဖြစ်ပါတယ်ဒီနေရာဟာလူဘဝတွေအပြိုင်ဆိုင်မဟုတ်ပဲရှင်သန်နေရရက်တော့ပဲအကောင်းဆုံးဖော်ပြနိုင်ပါတယ်ပြီးတော့ပေါ်ရာနေနဲ့ဒီနိုင်ငံကိုသွားမယ်ဆိုဒီလိုအေးလေးခံနိုင်ပါမလားဟုတ်ဒီနေ့ကတော့ဒီကဘာပေါ်မှာအေးဆောင်အမေခေါ်ရဲ့ရောကိုပြောပြသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်